ဒါဘုရားဝန်းထဲမှာတွေ့ရတာဘုရားငုတ်တော်လေးတွေပေါ့နော်သူတို့ဟိုးတကယ်ဟုတ်တယ်အဲ့လေချိုးတယ်နုနုလေးအေးအဲ့ဒါလည်းငါးလုံးတော့ပြီဒီနေ့ကတော့လှဲကူးမြို့နယ်တွေကမရောက်ဘူးသေးတဲ့နေရာတွေနဲ့မဖူးဘူးသေးတဲ့ဖရားတွေကိုတွားရောက်ဖူးမြမှာဖြစ်ပါတယ်။ဒါကြောင့်အမှတ်နှစ်လမ်းတိုင်းမောင်းလာရင်းနဲ့အင်းတိုင်ရွာမရောက်ခင်ညာဘက်ချမ်းမှာမြစ်တာရွာသို့ကြိုက်တေးလျံဖရားစတဲ့စိုင်းပုတ်တွေရှိတဲ့ညာဘက်ကလမ်းလေးတွေကိုချိုးဝင်ပြီးတော့ကားမောင်းခဲ့တာဖြစ်ပါတယ်။လမ်းထဲကို9မိနစ်လောက်ဝင်ပြီးတဲ့အချိန်မှာတော့အရင်ဆုံးရွာတွေကကြိုက်တေးဆဲဆိုတဲ့မွန်ရှိရောက်ဖရားကြီးစီကိုရောက်ပြီဖြစ်ပါတယ်။ဒါကြောင့်ဖရားရုပ်အရင်ဖူးမြော်ပါမယ်။ဒါကလှဲကူးမြို့နယ်ဝယုံစိုးရွာကြိုက်ဒေးဆယ်ဖရားကြီးဖြစ်ပါတယ်မော်ရှိအောင်ဖရားကြီးဖြစ်ပါတယ်ဒီဝင်းထဲမှာလဲဖရားကြီးအများကြီးပဲဒီရှိတက်မှာဝါလေကားတော့ရှိဒါဘာဖြစ်လို့ပိတ်ထားလဲတော့မသိဘူးပေါ့နော်ဒီဘက်မှာလည်းဒီရွာဘက်ကဝင်လာရင်လမ်းလေးရှိရပေါ့နော်ဖျားကြီးပေါ့တက်ဖို့တကယ်တိရိတ်ဝါရိတ်တစ်ပင်ကြီးနဲ့ဖျားအေးချမ်းပဲဒီကဆရာတော်ဘုရားကပြောတာဒါကတော့ဟိုးနှစ်ပေါင်းများစွာတည်းကမော်နေတည်ခဲ့တာပေါ့နော်အခုကျတော့ဒါဗရမ ्या ဆရာတော်ကပြန်လဲပြုပြင်ထားတာပါတဲ့ဒါလေးကလည်းစမ်းနေနော်ဒါဘုရားဝန်းထဲမှာတွေ့ရတာဘုရားငုတ်တော်လေးတွေပေါ့နော်သူတို့ဟိုးတကယ်ရှေးလက်ရလေးတွေဖြစ်နေမယ်ကြိုက်တေးစိတ်ဖျားကြီးဖူးပြီးတဲ့အခါမှာတော့အဲ့ဒီအနီးနားမှာရှိတဲ့မြစ်တာရွာကမြစ်တာကြောက်တိုက်နဲ့ဇီဒီကိုတွားရောက်ပူးမြော်မှာဖြစ်ပါတယ်။ GPS တက်ရှာကြည့်ရခါမှာတော့ဒီနေရာကိုကြိုက်တေးလျံဖျားလို့နာမည်ပေးထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီမှာတော့အဲ့ဒီစိုင်းပုတ်မတွေ့တဲ့အတွက်ဒါကမြစ်တာကျောင်းဝင်းထဲကဖျားပဲလားကြိုက်တေးလျံဖျားလဲဆိုတော့သေချာမသိခဲ့ရဘူးပေါ့နော်
ဒါကအဲ့ဒီနားကဖဲကဲမဲဆိုတဲ့ပရဟိတအကြောင်းကိုသွားတဲ့လမ်းပေါ်ကိုခဏသွားကြည့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဓားပိန်မြို့ကိုသွားရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီမြစ်တာကြောက်တိုက်လမ်းအတိုင်းပြတ်ထွက်ပြီးတော့ဒီအမှတ်1လမ်းကပြန်မောင်းပြီးတော့ဒါဓားပိန်ရှိတဲ့လမ်းခွဲတွေကဝင်ပြီးတော့ဓားပိန်မြို့ကိုသွားရောက်ခဲ့ပါတယ်။ဒါမျိုးရှောင်းလန်းကနေတော့ဟိုဘက်ဆိုရင်တပြူတို့ကဝတို့ဘက်ကိုရောက်တယ်ဒါကဓားပင်ရတာလမ်းလေလမ်းအဆုံးမှာကျွဲကူးစိတ်ရွာပေါ့နော်ဒီမှာဘေးနားမှာကပကုံးမြစ်ကြီးရှိတယ်ပကုံးမြစ်ကြီးမြစ်ကြီးကတော်တော်ဟိုဟာဖြစ်နေပြီပေါ့နော်ရေကျနေလားမသိဘူးတိမ်နေမွေး လေးချက်က3လောက် ငါစေတာတစ်စုပ်ငါတစ်စုပ်ဒါလမ်းမှာ90လေးတွေ့လို့ဝယ်တာဖြစ်ပါတယ်ကျိုးစားပါနော်ပြန်နှက်တယ်ပဲပါအပူရန်ဆိုတော့ ထောင်းထည့်ပြီးမှလားအေးစီအဲ့ဒါလေးချိုးတယ်နူးနူးလေး အေးအဲ့ဒါလည်းငါလုံးတော့ပြီအဲ့ဒါလည်းယူမယ်ကျွတ်တီးရငါလုံးပြီ ငါပတ်လို့ ဟုတ်ပြီငါပဲအေးငါးတွေအများကြီးစုံ ခုမှဖောက်တယ်သွားကပ်လာလေ အော် မောင်းလက်ကောက်ကြော်လေဒါပင်ရဈေးလေးပေါ့နော်ဒီဈေးလေးမှာစင်းဝယ်ရင်းနဲ့မုံလက်ကောက်ကြော်ဝယ်စားတာဖြစ်ပါတယ်မုံလက်ကောက်ကြော်လေး1000ဘိုး3ခွင်း2000ဘိုးပေါ့နော်6ခွင်းဈေးလေးအားပဲငါးလေးတွေဒါပဲမျိုးဘလော့လေးကတော့ရှေ့မှာတခုတင်ထားဖို့ရပေါ့နော်ဒါရွှေလွမ်းမြင့်ဖျားနဲ့ရွှေတောင်းမဖျားကိုသွားတာပေါ့ဒီနေ့ကတော့အဲ့ဖျားရဲ့မဝင်ဖြစ်တော့အဓိကအဲ့ပကုံးမြစ်ကိုသွားကြည့်တယ်ဈေးလေးတွေဝယ်တယ်ပေါ့မှာကြာကြာချက်ဆိုင်ဒီမှာကြာကြာချက်ဝင်စားပါမယ်ကျန်တုံးလေးချင်းကန်ဆက်လားဟုတ်တယ်လားဟုတ်ကဲ့ပဲ ဘယ်တော့ဘယ်လောက်ရ1500ပဲဘိုးဘက်ကပုံးသွားတဲ့ဆောင်မှာဟောရေခဲဟုတ်တယ်ရေ အခုဝယ်စားပြတဲ့ဆိုင်လေးတွေကဒါရွှေလွမ်းမြင့်ဖျားကြီးရဲ့အရှိမှရှိတဲ့ဆိုင်လေးတွေပါဒီဆိုင်လေးတွေပါဝယ်စားတာပါ